ကဲ brother တို့ပေါ့နော်ဒီနေ့ကတော့ AMD Radeon RX 9050 8GB ရဲ့ real world performance လဲလာပြီး share ပေးပါမယ် benchmark တွေအပြင်မှာထွက်နေပါပြီဒီ graphic ကတော့ AMD အတက်ထုတ်လိုက်တဲ့ budget ကပေါ့ဗျာ RX 9050 8GB နဲ့လာမယ်ပေါ့နော် 4K version နဲ့ရှိတယ်ဒါပေမဲ့ 4K version တော့ကျွန်တော်တို့ဒီ DIY ထဲကိုရောက်မှာမဟုတ်ဘူးကျွန်တော်ဒီ branded ထဲလာလိမ့်မယ်ပေါ့နော်အခုကျွန်တော်ပြောမယ့်ဟာကတော့ကျွန်တော် DIY ထဲမှာသုံးမဲ့ 8GB version RX 9050ပေါ့ဗျာဒီ graphic ကလည်း performance ကိုကျွန်တော်တခါတည်းပြောပြပေးမယ်တခြားကတ်တွေနဲ့နိုင်ရှင်နိုင် performance ဘယ်လိုရှိလဲဆိုတော့ဗောနော်သူကတော့ RTX 3050 6GB ထက်ဆိုင်လို့ရှိရင်တော့80%လောက်ပိုတာပါတယ်အဲ့ကတ်ထက်ဆိုင်လို့ရှိရင် RTX 3050 6GB ထက်ဆိုင်ရင်80%ပိုတာပါတယ်ဒါပေမဲ့ကျွန်တော်ဗောနော်RX 6600နဲ့ရှင်နိုင်မယ်ဆိုလို့ရှိရင်တော့11% လောက်ပိုတာပါတယ် RX 6600 8GB နဲ့နိုင်ရှင်မယ်ဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော် RTX ပေါ့နော်3060 Threading နဲ့ရှင်မယ်ဆိုလို့ရှိရင်3060 Threading ထက်ကို10%လောက် performance လျော့ပါတယ်ဒီနေရာမှာပို့ပြီးတော့စိတ်တက်ကြတာ RTX 5050 8GB နဲ့နိုင်ရှင်မယ်ဆိုလို့ရှိရင်20%တော့ပိုလျော့တယ်ဗျာဒီ RTX 5050 8GB နဲ့နိုင်ရှင်မယ်ဆိုလို့ရှိရင်ဒါလုံးဝမဖြစ်သင့်ဘူးဘာကြောင့်လဲဆိုတော့ AMD ကစဉ်းစားကြည့်ဗျာကျွန်တော်တို့ဒီ RX 9060 8GB ဆိုလို့ရှိရင် RTX 5060 8GB တတာ performance ထွက်တယ်နောက်ဆုံး quarter ဆိုလို့ရှိရင်5% လောက်ပဲလျော့တယ်ဗျာတိတာဒါပေမဲ့နီးစက်တယ်တော်တော်လေးကိုနောက်ပြီးတော့ RX 60 HT ဆိုလို့ရှိရင်လည်း RTX 5060 Ti နဲ့ performance တော်တော်နီးစက်တယ် 8GB version ပဲဖြစ်ဖြစ် 16GB version ပဲဖြစ်တော်တော်နီးစက်တယ်ပြီးလို့ရှိရင်9080 HT ဆိုလို့ရှိရင်လည်း RTX 5080 Ti နဲ့ performance တော်တော်နီးစက်တယ်ဘလို့ဖြစ်လို့ဒီ RX 9050 8GB ကြတော့ RTX 5050 8GB ထက်ကို20%တော့ပိုလျော့သွားတယ်မသိဘူး performance ကတကယ်ကဒါမဖြစ်သင့်ဘူးဗျ AMD ကလုံးဝပြောမစုံဗျာ50နီးလောက်တော့ performance သူပေးတင်တယ်ဒါပေမဲ့ तू ကတော့မပေးထားဘူးပေါ့နော် performance ဘိုင်းမှာတော့တိတ်မကြိုက်တာလေးတွေတွေ့တယ်ဈေးပိုင်းကြည့်ရမှာပေါ့နော်ဒါပေမဲ့အခုချိန်မှာပေါ့နော်နိုင်ငံခြားမှာရောင်းနေတဲ့ဈေးကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း तू က320လောက်ရှိတယ်ဒေါ်လာဒီကတ်ကိုနော်အမှနိုင်ငံခြားမှာလည်း RTX 3050ဆို350ဝန်းကျင်လောက်ရောင်းတယ်ပြောမဆိုရှင်ဗျာ9050 HT 8GB ကလည်း50ထက်ကိုဒေါ်လာ30လောက်ပဲတက်တာတယ်တသိန်းလောက်ပဲတက်တာမှာပေါ့ဗျာကျွန်တော်ပမာငွေနဲ့ပြောမယ်ဆိုလို့ရှိရင်အဲ့ကြောင့်လို့ရှိရင်တော့ RTX 50ပဲရွေးတော့မှာပေါ့ဗျာ AMD သူဈေးတွေချအောင်မလားတော့မပြောတတ်ဘူးဈေးတွေမချလို့ရှိရင်တော့ဒီကတော့ရောင်းကောင်းဖို့တော့မလွယ်ဘူးကျွန်တော်ဒီ budget ထဲမှာဆိုရင်လည်းဘယ်သူမှသုံးမှာမဟုတ်ဘူးနေ့မှနေဘယ်တော့ပဲပြောဗျာတိတာအဓိကဈေးပဲနောက်ပြီးတော့ performance ကလည်း50ထက်ကို 20% လောက်တော့ပိုလျော့တယ်ဗျာအဆင်မပြေဘူးဗျ AMD ကလည်းပြောမှဆို budget ကတ်ထဲမှာဗျာငါကျွန်တော်တို့ဒီRX 980လိုမျိုးကတ်မျိုးပြန်လှူချင်းတယ်ဗျာတိတာ AMD ကတော့အဆင်မပြေဘူးဗျာသူအတစ်ထွက်လာတဲ့ budget ကတ်တွေကသဘောမကျဘူးဗျာဘယ်လိုပြောမှန်းတော့မသိတော့ Nvidia ကျွန်တော် budget setup တွေကိုအားမထားဘူးပါဆိုမှ AMD ကပို့ဆိုးတယ်သူ့များနည်းနည်းအားကိုးလို့ရမလားပေါ့နော်တော်တော်ဆိုးတယ်ဗျာ Intel လည်းအခုချိန်ထိကိုသူ့ရဲ့ GPU second generation မထွက်သေးဘူးအဲ့တော့ budget ကတ်ထဲမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အခုဆိုလို့ရှိရင်အနည်းဆုံးဆို RTX 3050 6GB ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ Radeon ထဲကပေါ့နော် RX 9050 8GB လာမယ်အဲ့ထက်အပေါ်ဆိုလို့ရှိရင် RTX 5050 8GB လာမယ်ဒါပေမဲ့တကယ်အပြင်ကကျွန်တော်ဗမာပြည်ရောက်လာတဲ့ချိန်ကျတော့ရှိရင်ဒီ9050 8GB ကဈေးဘယ်လောက်ရှိမလဲစောင့်ကြည့်ရမှာပေါ့ဗျာအကယ်လို့တကယ်တမ်းကို RTX 5050 8GB နဲ့ဈေးတသိန်းပဲကွာတယ်ဆိုလို့ရှိရင်တသိန်းပဲလျော့တယ်ဆိုလို့ရှိရင်ကျွန်တော်စင်ဖို့အစီအစဉ်မရှိသေးဘူးအကယ်လို့2သိန်းလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့RX 9050 8GB နဲ့ထားမယ်ပေါ့ဗျာဘာကြောင့်လဲဆိုတော့2သိန်းလောက်တက်တိုင်းလည်းမစိုးဘူးလေနော်ဒါပေမဲ့3သိန်းတက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထားဖို့အစီအစဉ်မရှိသေးပါဘူးအဲ့ဒါလေးလာ share ပေးတာပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်နော်